Manchester United က Matthew Fernandes ကိုတကယ်လို့များကျွန်တော်တို့လက်လွတ်ခဲ့ရမယ်ဆိုလို့ရှိရင်နောက်ထပ်ရွေးချယ်စရာတွေဖြစ်တဲ့ဘုံမောက်အသင်းရဲ့ Alex Scott, Real Madrid အသင်းရဲ့ Tchouaméni, Newcastle ရဲ့ Tonali နဲ့ Brighton ရဲ့ Carlos Baleba, Crystal Palace အသင်းရဲ့ Adam Wharton တို့ကိုစားထိုးပြတ်မှတ်တွေအဖြစ်ရည်ရွယ်ထားတယ်ဆိုပြီးတော့ရင်းမြစ်တစ်ခုကဖော်ပြလာတာကိုတွေ့ရတယ်။နောက်ပြီးတော့အခုမှတက်လာတဲ့ report တစ်ခုအရAC Milan က Mason Mount ကိုခေါ်ယူဖို့အတွက်ဒါ Manchester United က AC Milan ကိုကမ်းလှမ်းနေပေါ့။ဘာကြောင့်လဲဆိုတော့ဒါ AC Milan ရဲ့လက်ရှိနည်းပြက Ruben Amorim ဖြစ်တယ်။ Ruben Amorim ကဒါ Mason Mount ကို United မှာကလေးကတော်တော်လေးကိုသဘောကျတဲ့နည်းပြဖြစ်တဲ့အတွက်ကြောင့် Mason Mount ကိုဒါ Ruben Amorim ခေါ်မယ်ဆိုရင်ခေါ်လို့ရတယ်ဆိုပြီးတော့ကမ်းလှမ်းနေပေါ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ DNA Game Moon လေး YouTube ပဲဖြစ်ပါတယ်ကျွန်တော် YouTube Channel နဲ့ Facebook Page ကနေပြန်လည်ကြိုဆိုပါတယ်ဒီမနက် Fabrizio Romano ရဲ့ report မှာဖော်ပြထားတာကကြတော့လေ Matthew Fernandes က Watson အသင်းနဲ့သဘောတူညီမှုရတဲ့အသင်းကိုဒါသူ့အနေနဲ့ပြောင်းရွှေ့မယ်ပေါ့လက်ရှိမှာတော့ကျွန်တော်တို့ Manchester United နဲ့ Spurs နှစ်သင်းက Matthew Fernandes အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့အပြိုင်အဆိုင်ဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်တယ်။ကစားသမားကတော့ဘယ်အသင်းကိုပြောင်းရွှေ့မယ်ဆိုတာကိုသူ့အနေနဲ့အစောဆုံးအရင်ကတော့ပြောထားတာက Manchester United ကိုပြောင်းနေတာပေါ့။ဒါပေမဲ့လက်ရှိစပါးဝင်လာပြီးတဲ့နောက်ပိုင်းမှာကစားသမားရဲ့သဘောထားတည်ဘယ်အသင်းကိုအတိအကျပြောင်းအောင်မလဲဆိုတော့သူကိုယ်တိုင်အခုချိန်မှာမဆုံးဖြတ်ရသေးဘူး။ဒီရက်ပိုင်းတော့သူကိုယ်တိုင်တိကျသေးကြတဲ့ဆုံးဖြတ်ချက်တစ်ခုပြုလို့ရဖို့ရှိတယ်။သူ့အနေနဲ့ဘယ်အသင်းကိုတရားဝင်ပြောင်းမလဲဆိုတာကိုမပြောဘဲနဲ့Watson နဲ့သဘောတူညီမှုရတဲ့အသင်းကိုပဲပြောင်းမယ်ဆိုပြီးတော့သူ့ရဲ့ဆုံးဖြတ်ချက်ကိုအသင်း Watson အသင်းပေါ်မှာပဲမူတည်ပြီးတော့ပဲဆုံးဖြတ်သွားမယ်သဘောမှရှိတယ်။အကယ်လို့များဒါကြောင့် United က Matthew Fernandes ကိုစပါးစီကိုပဲလက်လွတ်ခဲ့ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ထပ်ပြီးရွေးချယ်စရာကြီးဖြစ်တဲ့Alex Scott တို့ Baleba တို့ Tonali တို့ Tchouaméni တို့နောက်ပြီးတော့ Adam Wharton တို့ကို United အနေနဲ့ကစားသမား9ယောက်ထဲကတကယ်အသင်းရဲ့ system နဲ့ကိုက်ညီမဲ့ကစားသမားတယောက်လောက်ကိုတန်းလန်းနိုင်ကြီးရှိတယ်ပေါ့အဲ့တော့ညီကိုတို့ရောဘယ်လိုထင်လဲဒီကစားသမား9ယောက်နဲ့ပတ်သက်ပြီးတော့ဈေးတွေကလည်းအနည်းဆုံးကတန်တရာဝန်းကျင်နေကြီးပဲဖြစ်နေတာပေါ့နော်အဲ့တော့ United တို့အနေနဲ့လာမယ့်နေရာဒီအပြောင်းရွှေ့မှာ Matthew Fernandes ကိုလက်လွတ်ခဲ့ရခဲ့သည့်တိုင်အောင်ဒီကစားသမား9ယောက်ထဲကဘသူ့ကိုခေါ်ယူနိုင်ခြင်းရှိတယ်လို့ထင်မိလဲဆိုတာကိုလည်းဝင်ရောက်ပြီးတော့ဆွေးနွေးပေးခဲ့ကြပါဦးနောက်ပြီးတော့ Mason Mount နဲ့ပတ်သက်ပြီးတော့ Ruben Amorim ကတော့ဒါ United မှာနီးပြဖြစ်စဉ်ကလေးက Mason Mount ကိုပို့ပြီးတော့အသင်းရဲ့ကစားကွက်မှာနေရာပေးတယ်သူလိုချင်တဲ့ပုံစံအတိုင်း Mason Mount ကိုကစားခိုင်းစေခဲ့တဲ့အတွက်ကြောင့်Amorim အနေနဲ့Mason Mount ကိုသဘောကျနေတဲ့နီးပြပေါ့နော်ဒါကြောင့်လက်ရှိမှာသူ့အနေAmorim က AC Milan အသင်းရဲ့နီးပြဖြစ်သွားတဲ့အတွက် Manchester United ကအသင်းရဲ့ budget ကိုလည်းပို့ပြီးတော့သူတို့စဉ်းစားမိမယ်လို့ထင်ပါတယ်Mason Mount ကတော့ကျွန်တော်တို့ Bruno နေရာမှာကစားလို့ရတယ်ဆိုပေမဲ့လည်း Bruno ရဲ့ quality လောက်ကိုလိုက်မမီဘူးဘယ်တောင်မှကစားလို့ရခဲ့တယ်ဆိုပေမဲ့လည်းသူ့အနေနဲ့မကြာခဏဆိုသလိုကျွန်တော်တို့ injury တွေရတာပေါ့နော်အဲ့တော့ physical ဘိုင်းအားနည်းနေတဲ့ကစားသမားတယောက်ကိုအသင်းမှာဆက်မထိန်ထားခြင်းပဲနဲ့ဒါရောင်းထုတ်ခြင်းတဲ့သဘောမှာတော့ရှိတယ်။ဘာကြောင့်လဲဆိုတော့လာမယ့်ရာသီဒီ Manchester United ကပွဲတွေအများကြီးကန်မှာဖြစ်တဲ့အတွက်ကြောင့်Mason Mount လိုကစားသမားမျိုးကိုဒါအပြောင်းရွှေ့ဈေးကွက်မှာရှင်းထုတ်ခြင်းတဲ့သဘောမှာလည်းရှိတယ်။ Top Sport ရဲ့ report အရဒါ Mason Mount နဲ့ Rafaelio ကဖြစ်သွားမယ်ဆိုလို့ရှိရင်ဒါအလဲလေပုံစံမျိုးထိဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့နော်။ဒါကြောင့်Ruben Amorim သဘောကျနေတဲ့ Mason Mount ကလည်း AC Milan ကိုတကယ်ပဲပြောင်းရွှေ့သွားမလားလက်ရှိမှာ Mason Mount ရဲ့တန်ကြီးကိုတော့ယူရို25တန်းလောက်အထိပဲဒါ Romano တွေကတော့တွေ့ရတယ်အဲ့တော့တကယ်တမ်းပြောင်းရွှေ့ဖြစ်သွားခဲ့ရင် Mason Mount ကဘယ်လောက်ဈေးနဲ့ထွက်ခွာနိုင်ကြီးရှိမလဲတကယ်အခုတရားဝင် United အနေနဲ့ကလည်းကျွန်တော်တို့ Ugarte လိုမျိုးအသင်းကနေထွက်ခွာခွင့်ပြုထားတဲ့ကစားသမားမျိုးတော့မဟုတ်သေးဘူးပေါ့နော်Mason Mountကဒါပေမဲ့ကမ်းလှမ်းမှုတွေရှိလာခဲ့မယ်ဆိုလို့ရှိရင်တော့Mason Mountအတွက်ကိုလည်း United ကလက်လွတ်ဖွယ်တော့ရှိတယ်အဲ့တော့ညီကိုတို့ရောဘယ်လိုထင်ကြလဲဝင်ရောက်ပြီးတော့ဆွေးနွေးပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်